နာကိုအောက်ပိုင်းကြွက်သားလေးတွေကြစ်လစ်ပြီးတော့တန်မာလာစီဖို့လှပစီဖို့အတွက်မဖြစ်မနေဆော်ရမယ်လေ့ကျင့်ခန်းတစ်မျိုးမင်္ဂလာပါတီချန်တော်ပါဒီနေ့လေ့ကျင့်ခန်းလေးကတော့တင်မကြွက်သားတွေကိုတင်းရင်းစေပြီးတော့တင်မကိုပင့်တင်ခြင်းတဲ့သူတွေအတွက်အထူးကောင်းမွန်တဲ့လေ့ကျင့်ခန်းလေးဖြစ်ပါတယ်ဒါကြောင့်မို့လို့တင်မရှောနေတဲ့ပြိုမီတို့လိုက်ပါကစားပေးလို့ရပါတယ်ပေါင်ကြွက်သားတွေကိုလည်းကြစ်လစ်ပြီးတော့ပေါင်တန်လေးတွေတွေ့ခြင်းတဲ့ပြိုမီတို့အတွက်လည်းလိုက်ပါကစားဖို့တိုက်တွန်းလိုက်ပါတယ်ဒီကစားနည်းမှာတော့အလွတ်ဆော့ပြထားတာမဟုတ်ဘဲနဲ့ခုံတလုံးကိုကင်ပြီးတော့ဆော့ပြပေးထားပါတယ်ခုံကိုကင်ထားရတဲ့အတွက်ရိုင်လဲမသွားအောင်ထိမ့်ပေးနိုင်ပြီးတော့ပုံစံမှန်မှန်ကန်ကန်နဲ့ဆော့နိုင်စေပါတယ်ကစားနည်းပုံစံလေးကတော့ဗီဒီယိုမှာပြထားတဲ့အတိုင်းခုံတလုံးကိုကင်ထားပေးမယ်ဒီအနေထားကနေအနောက်ခြေထောက်ကိုလှမ်းပြီးတော့ဒူကောင်းလေးကွေးပြီးတော့ထိုင်ချပေးရတာဖြစ်ပါတယ်ဒီကစားနည်းလေးကိုပေညာမတစ်ကြိမ်လို့သတ်မှတ်ပြီးတော့10ကြိမ်3ချော့ကစားပြီးလို့ရပါတယ်ဒီကစားနည်းလေးကိုတော့ဒူးတန်ရာရှိသူနဲ့ခြေချင်းဝက်တန်ရာရှိသူတို့လိုက်ပါမကစားဖို့တတိပေးလိုက်ပါတယ်အခုလိုမျိုးနီးစနစ်ကြရဲ့လေ့ကျင့်ခန်းနေနဲ့ပြိုမီတို့ရဲ့ခန္ဓာကိုယ်ချိုးစားလေးတွေကိုပုံဖော်ခြင်းနဲ့ဆိုရင်တော့မမရဲ့ online class လေးတစ်ခုဖြစ်တဲ့ Healthy Lady 35 online class လေးနဲ့မိတ်ဆက်ပေးပါစေသင်တန်းလေးက Match လ4ရက်နေ့မှာစမှာဖြစ်ပါတယ်ဒီသင်တန်းလေးကတော့အခုဆိုရင် batch 11ကိုရောက်လို့လာပါပြီဒီ batch မှာတော့တကြံအထူးစီစဉ်လေးတွေရှိရဲ့အတွက်ကြောင့်အသေးစိတ်စုံစမ်းခြင်းနဲ့ဆိုရင်တော့မမရဲ့ Fiverr number 7979722328မှာ Asian35 လို့ရိုက်ပြီးတော့ပို့ပေးပါဒါဆိုရင်မမကအသေးစိတ်အကြောင်းပြန်ပေးပါမယ်ဗီဒီယိုလေးကိုဆုံးထိအောင်ကြည့်ပေးလို့ကျေးဇူးများကြီးတင်ပါတယ်ကျမလာပါချင်တဲ့အမျိုးသမီးတိုင်းအတွက်ဒီ channel ရှိရဲ့နော်